ဒီနေရာမှာကျွန်တော်ဘာတော့ဘာသုံးပြမယ်ဆိုတော့ကျွန်တော် power window ပေါ့နော်ဒီ window ကျွန်တော်သုံးပြမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ footage ကငကိုတဲ့တူနေတာပေါ့နော်နှစ်ခုပေါ့နော်ဒါဆိုဒီနှစ်ခုတူနေတယ်ကျွန်တော်ကောင်းကင်ကိုကျွန်တော်ပြန်ပြီးတော့ဆယ်မယ် okay ဒီမှာဆိုရင်ကျွန်တော်တို့ power window ကျွန်တော်သုံးပြပါမယ်ဒီဘက်ကိုကျွန်တော်တို့ဒါကိုကျွန်တော် sub နဲ့တင်လိုက်မယ်ဒါလေးကိုကျွန်တော်ဘာလုပ်မလဲဆိုတော့ highlight ကျွန်တော် short မယ် highlight short မယ် contrast တင်မယ်ဒါလေးကိုကျွန်တော်အပြာရောင်လေးထည့်လိုက်မှာနော်ပြောင်းလဲထည့်လိုက်မယ် okay ပြီးတော့ပြန် sub မယ်ပြီးတော့ကျွန်တော်ဒီရဲ့ window ကိုကျွန်တော်ဖြောင်းမယ်ဒီက before after ဒါသုံးတစ်ခုလို့ဒါဒီအနောက်ကအပြာရောင်လေးကျွန်တော်ရအောင်သုံးတစ်ခုဒါပြီးတော့မှ okay ဒီ window ကိုပဲကျွန်တော်ဒီအောက်ကရေပြင်နေကိုပေါ့နော်ဒီအလဲကဟာကျွန်တော်ပြန်ကစားပါပေါ့နော်ဒီအလဲကဟာဒီဟာလေးပဲကျွန်တော်ပြန်ယူမယ်ဒီ cap ကိုပဲကျွန်တော်ပြန်ယူမယ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ adjust ပြန်လုပ်မယ်ဒါကိုကျွန်တော်ပြန်လုပ်မယ်ပြီးတော့ကျွန်တော် circle နဲ့ကျွန်တော်လိုက်မယ်ဒီ lock ကျသွားတာပေါ့နော် okay ဒီနေရာမှာကျွန်တော်ဘာလုပ်မလဲဆိုတော့ကgamma ကျွန်တော်နည်းနည်းတင်မယ်အစိမ်းအောင်ပေါ့နော်ကျွန်တော်ပြောင်းမယ်နဲ့ short မယ်ရောင်းနဲ့ short မယ်ပြီးတော့အဝါကိုလည်းရောင်းနဲ့ short မယ်ပေါ့နော်အဝါကိုလည်းကျွန်တော်အရောင်းနဲ့ short မယ်new ကိုလည်းကျွန်တော်နည်းနည်းပြောင်းချင်တယ်ဒီဘက်က new ပေါ့နော်ဒီဘက်က new ကျွန်တော်အရောင်းနဲ့ပြောင်းချင်တယ် okay ဒါဆိုရင်ကျွန်တော် power window ကိုသုံးထားရင်ဒါကျွန်တော် sub ပြန်လုပ်လိုက်မယ်နဲ့ကျွန်တော်ပြန် sub လိုက်မယ်ဒါလေးကိုကျွန်တော်ဖြုတ်မယ် okay ပြန်ဖြုတ်လိုက်မယ်ဒါ power window ကိုသုံးတာပါနော် power window ရဲ့ကြည့်ပါဒီနှစ်ခုကိုမပါတာနဲ့ကြည့်တော့ကကွာတော့ဖြစ်ပါတယ် that's it တော့မိုင်းပါပြီ okay ဒီနေ့ကဒီလောက်ပါပဲအဲ့တော့ပဲကံကောင်းချင်းများစွာနဲ့ပါချင်ပါစေ bye bye